Hello မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ချိတ်ထားတဲ့ AI flow လေးလေ့လာပြီးတော့နားမလည်တဲ့နေရာရှင်လွတ်လို့ရအောင်လို့ကျွန်တော်တင်ပေးလိုက်ပါတယ်ဒီမှာကျွန်တော်တို့ AI နဲ့ပတ်သက် AI နှစ်ခုရှိတယ်ခင်ဗျဒီ advanced title အောက်ကဒီ AI ဆိုတာက AI agent တိစောက်တာကျွန်တော်တို့မှာ agent တွေအများကြီးတိစောက်ထားလို့ရတယ်အခုကျွန်တော်ပြမယ် flow လေးကကြတော့ဒီ agent တွေကိုမတူတဲ့ agent တွေပေါ့နော် agent တွေကို AI agent တွေကို flow ထဲမှာဘယ်လိုထည့်သုံးမလဲပေါ့နော်ဒီမှာ AI agent တွေအများကြီးဒါကတော့ default ပေါ့နော် okay ကျွန်တော်တို့ဒီ main menu ထဲမှာသွားသုံးမယ်ပေါ့နော် main menu ထဲမှာကျွန်တော်သုံးထားတာလေးပေါ့ဒီ main menu ကတော့ customer ဘက်ကကြည့်ရင်ဒါ customer phone ပေါ့ကြည့်ရင်ဘယ်လိုပေါ်မလဲပေါ့ဒီမှာကျွန်တော်တို့ဒီချောင်းလေး၃ချောင်းနှိပ်လိုက်ရင်ဒီဟာတွေပေါ်မယ်ဒါတွေက up to အခု20ထိရတယ်ဒါပေမဲ့အများကြီးထည့်လို့မကောင်းဘူးဒါကတော့ကိုယ့်သဘောအတိုင်းပဲ customer တွေအောက်ကိုတိတ်ပြီးတော့အများကြီးဆွဲကြည့်လိမ့်မရှိဘူးကျွန်တော်ကဒီမှာ flow ဘယ်လိုစောက်ထားလဲဆိုတော့ what is pancake ပေါ့နော် pancake ပါလဲလို့သိချင်customer တွေကနှိပ်မယ်ပေါ့ကိုယ့်ရဲ့ business model ပေါ်မူတည်ပြီးတော့ flow တွေကတော့ပြောင်းသွားလိမ့်မယ်ဒါကကျွန်တော်လုပ်ထားတာလေးကို reference ယူလို့ရအောင် share ပေးတာပါဒီ flow မစောက်တတ်သေးတဲ့သူတွေအတွက်အခြေခံလေးလည်းကျွန်တော်ထည့်ထည့်ပြောသွားပါမယ်နော် flow စောက်တာတော့ကျွန်တော်ဗီဒီယိုတစ်ခုတင်ထားပေးပြီးပါတယ် okay ကျွန်တော်တို့ဒီမှာဒီဒါလေးကိုဆိုရင်ကျွန်တော်တို့ name တွေအကုန်စစ်ကြိုက်ပြောင်းလို့ရတယ်ကိုခလုတ်ပုံလေးပုံမှာပေါ့နော်ကိုကြိုက်တဲ့နာမည်ပြောင်းပါပြီးရင်နောက်တစ်ခုကျွန်တော်တို့ဘယ်ကိုသွားချိန်မလဲဒါသည်ခလုတ်ရဲ့ title နောက်တစ်ခုချိန်ပါသည်ဒီမှာဒီလိုလေးပေါ်လာမယ်ဒါမှကျွန်တော်တို့ရေးချင်တဲ့စာပေးချင်တဲ့ message ကိုရေးတယ်ဒါကျွန်တော်အနေနဲ့တော့ပေးချင်တဲ့ message pancake အကြောင်းကျွန်တော်ရှင်းပြရတယ်ပြီးရင်ကျွန်တော်က connect to admin နဲ့ပြောစီချင်တယ်ဆိုတဲ့ခလုတ်လေးဖွင့်ပေးထားတယ်အဲ့ဒီမှာကျွန်တော်တို့ကခလုတ်မဖွင့်ပေးထားပဲနဲ့ another flow ဆိုပြီးတိုက်ရိုက်သွားစီချင်လည်းရတယ်ကို idea ပေါ်မူတည်တယ်ကျွန်တော် connect to admin ကျွန်တော်ပေးထားတယ်ခလုတ်မဖွင့်ထားပေးပဲနဲ့ another flow ဆိုပြီးတော့ကျွန်တော်တို့ flow တစ်ခုကိုတိုက်ရိုက်ချိတ်ပေးလိုက်လို့လည်းရတယ်ဒီမှာတော့ကျွန်တော်ခလုတ်လေးဖွင့်ထားပေးတယ်ပြီးရင်နောက် message ကျွန်တော်ပို့တယ်ပေါ့နော်ဒီမှာကျွန်တော်လိုချင်တဲ့အချက်တောင်းတယ်ဒီမှာလည်းကျွန်တော်တို့ by force နဲ့ user input နဲ့ဒီဟာတွေဖြည့်ရမယ်ဆိုပြီးတော့လုပ်ထားရင်လည်းရတယ် sorry user input ကဒီမှာအထည့်ကိုထည့်ရမယ်ပေါ့နော်မေခွန်းနဲ့အဲ့လို setup လုပ်ထားလည်းရတယ်မဟုတ်ဘူးကျွန်တော်တို့ဒီမှာကျွန်တော် idea ရကျွန်တော်ဖွင့်ထားပေးတယ် AI ကိုစမ်းသပ်ရန်ဆိုပြီးတော့သူက AI သွားစမ်းမယ်ပေါ့ customer ခလုတ်သွားနှိပ်မယ်ပေါ့နော် okay ဒါကတော့ကျွန်တော် AI flow ပေါ့အဲ့ဒီမှာအဲ့လိုရွေးတာတွေကိုကျွန်တော်တစ်ချက်ပြမယ်နော်ဒါလေးခဏမှခဏရပ်ထားမယ်ကျွန်တော်တို့ကရွေးတာတွေကနားချိတ်သွားမှာဆိုလို့ဒီမှာဆိုကျွန်တော်တို့ခလုတ်ရဲ့နာမည်တိုက်တယ်နာမည်စမ်းသပ်ရန်ဒါပါတော့ဒီတိုင်းပဲကျွန်တော် save လုပ်လိုက်တာနဲ့ဒီမှာပေါ်တယ်ဒီမှာအနီလေးပေါ်နေတယ်ဒါဒီ flow ကပြည့်စုံမှုမရှိသေးဘူးလို့သူကဆိုလို့တယ် save လုပ်ရအောင်မှာမဟုတ်ဘူး run လို့မရဘူးကျွန်တော်ဒီမှာနှိပ်တဲ့အခါဒီမှာတစ်ချက်သတိထားကြည့်ဒီမှာရွေးစရာ၄ခုပဲပေးထားတယ်ဒါပထမတစ်ဆင့်မှာပဲ၄ခုပေးထားတာနောက်တစ်ဆင့်ကျရင်ကျွန်တော်ပြမယ် okay ဒီမှာ website ပေါ့နော်ဒီ website ဆိုတာသူ link ကိုပြောတာကြိုက်တဲ့ link ကိုကျွန်တော်တို့ထည့်ထားအဲ့ link ကိုဒီ cloud ကိုနှိပ်လိုက်တဲ့နဲ့ဒီ link ကသွားပွင့်ပေးမယ်ကျွန်တော် YouTube ထည့်ထားရင် YouTube link သွားပွင့်မယ်ပေါ့နော် Facebook link ထည့်ထားရင် Facebook သွားပွင့်မယ်ပေါ့ website ဆို website ပေါ့ဒါက another flow ကိုလှမ်းချိတ်တာဒါက noti ယူပြီးတော့ broadcasting အတွက်သုံးတာ broadcast နဲ့ပတ်သက်တာလည်းကျွန်တော်ဗီဒီယိုတစ်ခုတင်ထားပေးတယ်အမှသွားကြည့်လို့ရတယ်ဒီမှာတော့ကျွန်တော်နောက်ထပ်တစ်ဆင့်နောက်ထပ် blog တစ်ခုစောက်တာဒီ create a new message ဆိုတော့နောက်ထပ် blog တစ်ခုချိန်မဲ့ blog တွေကိုသူကချိန်ထားတာနောက် blog တစ်ခုစောက်တာ create new message ဆိုကျွန်တော်ဒီအဲ့နောက် blog ထဲကိုရောက်သွားပြီဒီမှာလည်းတင်ဂီတာနဲ့ကိုတင်ဂီတာနဲ့ကိုနာမည်တွေပြောင်းလို့ရတယ်ကျွန်တော်ကတော့မပြောင်းတော့ဘူးစမ်းသပ်ရန်ပါသည်ပေါ့နော်ဒါကျွန်တော်အလွယ်ပဲရေးလိုက်မယ်ပြီးတော့ဒီမှာတစ်ချက်ကြည့်လိုက်အစောနာက၄ခုပဲပေးတဲ့နေရာမှာဒီမှာအများကြီးပေးသွားပြီကျွန်တော်ဒီထဲကကြိုက်တဲ့ကို idea ရှိသလိုကိုယ့်ရဲ့ idea ရကြိုက်သလိုဆက်လို့ရတယ်စမ်းသပ်ပါနော်ဒါမှဆိုကျွန်တော်တို့နောက် plot တစ်ခုစောက်မလားတခြား flow ကိုသွားရှိမလားဒီမှာ AI ကိုတိုက်ရိုက်ရှိပေးမလားဒီကိုရောက်ပြီဆိုတာနဲ့ AI ကိုသွားရှိမလားcat ထဲကိုသွားမလားဗောနော် notification မလား website ဖွင့်မလားBOS ကို tracking လိုက်မလားဖုန်းခေါ်မလားပြီးတော့ဒီမှာweb form ဖြည့်ခိုင်းမလားဒါတခြား integration တွေလုပ်မလား cat တွေထည့်မလားဗောနော် smart delay condition ဆိုတာကတော့ဘယ်လိုဆိုရင်ဘာလုပ်ပါဆိုတဲ့ condition တွေကျွန်တော်တို့သတ်မှတ်ထားလို့ရတယ်ပြင် writer နိုင်စာဗောနော် okay ကျွန်တော်ကတော့ဒီမှာနောက် plot တစ်ခုစောက်ပြမယ်
ဒီလိုပေါ့ဒါအစွမ်းနာကအရှိမရက်ခဲ့တဲ့ဒီကို block တွေရွေးတာကိုရှင်းပြခြင်းလို့ပါကျွန်တော်နောက်ကိုပြန်သွားလိုက်မယ်ဒါလေးကိုကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော်စွမ်းနာရှင်းပြတာဒီကိုရောက်ပြီကျွန်တော် AI စမ်းသပ်ရင်ရောက်ပြီနော်ကျွန်တော် AI block ထဲကိုရောက်ပြီ okay ဒါက AI နဲ့ပတ်သက်တဲ့ block ထဲကိုရောက်သွားပြီဒီမှာသတိထားမှာဒီ agent ပေါ့နော်ကျွန်တော်အရှိမပြောခဲ့တဲ့ AI agent တွေစောက်တယ်ဆိုတဲ့နေရာမှာစောက်ခဲ့တဲ့ AI တွေကိုကျွန်တော်ဒီမှာရွေးလို့ရတယ်ဒီမှာ testing AI lead flow ပေါ့ YouTube ပေါ့နော်ဒါဆိုကျွန်တော်အသက်စောက်ခဲ့တဲ့ဟာ okay ဒီမှာရွေးတယ် okay အပေါ်ကနေစရှင်းပြရင်တော့ဒီမှာ customer ရဲ့ question content တွေထည့်ပေးရမယ်တဲ့ဆိုတော့အဲ့ဒါအထင်မလွဲသွားနဲ့ဒီ customer ဖြည့်တာကို AI ကိုသွားပြပေးမှာဒီ box ကအဲ့အတွက်ကျွန်တော်တို့ဒီမှာ less test input ကိုပဲကျွန်တော်တို့ရွေးပေးရမယ်နော်ပြီးရင် AI က successfully ဖြစ်သွားတယ်ဆိုရင်ဘယ်ကိုသွားချိန်မလဲပေါ့နော်အဲ့တော့ကျွန်တော် AI က successful ဖြစ်သွားရင်ဒီ flow ကိုသွားမယ် AI fail ကြောင်း fail ဖြစ်သွားရဆိုရင် fail ဖြစ်တယ်ဆိုတာ token မရှိတာတို့ connection ကျတို့ something token ကုန်သွားတာတို့အဲကြောင့် fail ဖြစ်တယ်ဆိုကျွန်တော်ဒီ flow သွားမယ်နော်ဒါက special case တွေအတွက်ဘယ်လိုဆိုရင်ဘာလုပ်ပါဆိုကျွန်တော်တို့ဒီမှာထပ်ပြီးတော့ပေးလို့ရတယ် okay ဒါက AI ရဲ့ response တွေကိုကျွန်တော်တို့ကမှတ်ထားမယ်မှတ်ထားပြီးတော့မှဒီ user input ထဲကိုပြန်ဝင်ပါပြန်ဝင်တော့မှကျွန်တော်တို့ AI ကိုစတိုက်မေးလို့ရမှာမဟုတ်ဘူးဆို AI ကိုကျွန်တော်တို့တစ်ခုမေးလိုက်တာနဲ့အဲ့ AI ရဲ့စာဒီဟိုအပေါ်မှာကျွန်တော်တို့နောက်ဆုံးပြောထားတဲ့ AI မတိုင်ခင်နောက်ဆုံးပြောထားတာကြီးပြန်ကြလာမှာအဲ့နားမှာချက်ချက်လဲနေမှာနော်ဒါနာ logically ပေါ့ okay ဆိုတော့ကျွန်တော်ဒီမှာပြမယ် AI က response ဖြစ်ရင်ဒီ last test input ကို AI ကိုပြလိုက်မယ် AI ကဖြည့်ပြီးသွားပြီဆိုတာနဲ့သူက successful ဖြစ်တယ်လို့သတ်မှတ်တယ်ဒီအဆင့်ကိုရောက်သွားမယ်နော်ဒီအဆင့်ကိုရောက်သွားမယ်အဲ့တော့ဒီအဆင့်မှာကျွန်တော်တို့ကcustomer ထပ်မေးတာကိုကျွန်တော်တို့ကထပ်ဖြည့်ခြင်းတယ်နောက်တစ်ဆင့်ကိုတိုက်ကြီးမသွားခြင်း AI ဝဲပြန်ခိုင်းခြင်းတာဘာလို့ဆိုတော့ customer မေးတာမပြီးသေးဘူးအဲ့ကျွန်တော်ဒါလေးဖြတ်လိုက်မယ်ဗျာနော်ဒါလေးဖြတ်လိုက်မယ် okay ဖြတ်ပြီးတခါကျွန်တော်စမ်းပြလိုက်မယ် connect to admin projects okay မှာ save တယ် preview လုပ်မယ် preview လုပ်မယ်အဲ့တော့ကျွန်တော်ဒီမှာရွေးမယ် pancake ကို first pancake ဒါ customer ဘက်ကနော် connect to admin okay ကျွန်တော်စာတွေကြာလာပြီ AI ကိုစမ်းသပ်ရန်ဆိုပြီးကျွန်တော်ရွေးလိုက်တယ် AI ကဖြည့်မယ်ဒီ noti လေးကကျွန်တော်တို့ pancake ထဲကိုဝင်နေတာဖြစ်တဲ့အတွက်သူ pancake ကလွတ်လုံနေဖြစ်တဲ့အတွက်ဝင်နေတာပါโอเคဒါ pancake ဝန်ဆောင်မှု6လကြာအောက်ပါတိုင်းဈေးနှုန်းဒါသူဘက်ကဖြည့်တာပါနော်ဒီမှာနော်ဒါကျွန်တော်ရေးနေတာစက်တိုက်ဒီမှာဝင်နေတာဒါ AI ကိုစမ်းသပ်ကျွန်တော်နှိပ်တာတော့ဒါ admin site ကနေကြည့်နေတာပေါ့နော်ဒါကတော့စက်တိုက်ဝင်နေတယ်ဒီမှာဆိုတခုတတိထားမိလားတော့မသိဘူးเนาะကျွန်တော်တို့AI ကိုဒီဟာတွေ detail သင်ပေးခဲ့တာမဟုတ်ဘူး AI ကသူသွားရှာပြီးသူဖြည့်ပေးနေတာတကယ်တော့ဒါတွေကwebsite တွေကိုတေချာညွှန်းပြီးတော့လေ detail တော့ထည့်ပို့ကောင်းပါလေဈေးနှုန်းတွေမှားသွားရင်မကောင်းဘူးလေ AI ကတော့တည်တဲ့အတိုင်းလမ်းပြပေးမှသူကပို့အဆင်ပြေတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ရိုက်တာတွေမှာဝင်လာတယ်ဟုတ်ပြီအလုံးမလို့ဟိုရက်သွားပြီနော်ရက်သွားပြီဆိုတာသူကဘာဖြစ်လို့လဲဆိုတော့ဒီမှာနောက်ဆုံးထည့်ခဲ့တာကိုထည့်တယ် AI successful ဖြစ်တယ်မဖြစ်ဘူးဘာမှမရှိဘူးသူ့ရဲ့တစ်ခုတည်းကိုပဲသူဖြည့်သွားတယ် another step မပြခဲ့ဘူးအဲ့အတွက်သူဘယ်ကိုဆက်သွားမှမသိတဲ့အတွက်ဒီမှာပဲရက်နေတယ်အဲ့ဒါကိုကျွန်တော်တို့ကလမ်းပြပေးရမယ်ထပ်မေးရင်မယ်ကျွန်တော်ထပ်မေးမယ်ပေါ့နော်သူကတော့ဝင်လာတော့မြင်တယ်
okay သူ့ကိုခိုင်းထားတဲ့ logic ကလွဲနေတော့ဘယ်ဆက်သွားမှမသိဘူးသူဒီမှာပဲရက်နေတယ်ဒီမှာနောက်ဆုံးထည့်ခဲ့တဲ့စာဖြစ်တဲ့အတွက်ရက်သွားဒီမှာ successful ဖြစ်တယ်မဖြစ်ဘူးနောက် step တစ်ခုမထည့်ထားဘူးအဲ့တော့ကျွန်တော်တို့ဒီမှာ next step ထည့်ပေးရမယ် another step ထည့်ပေးရမယ်အဲ့တော့ဒီ customer ထပ်မေးတာကိုဖြေဖို့အတွက်သူကဒီ last input ဆိုတာကဒီနောက်ဆုံးမေးခဲ့တဲ့ဒါကိုပဲသူကသိနေမှာနောက်တစ်ခုသူမသိတော့ဘူးအဲ့အတွက်ကျွန်တော်တို့က user input ထပ်ထည့်ပေးရမယ်ပေါ့နော် okay ကျွန်တော် blog တစ်ခုစောက်လိုက်တယ်စောက်လိုက် blog ကိုကျွန်တော်နာမည်ပေးတယ်ပေါ့ input နာမည်ပေးတယ်ပြီးရင်အဲ့ဒီ तू ကဘာလုပ်မှာလဲဆို input ထည့်မှာ input ထည့်မှာဆိုဒါကြီးမလို့ဘူးကျွန်တော်တို့ဘာစာမှမပြဘူးเนาะအမှကျွန်တော်တို့ user input ထည့်မယ် user input ထည့်လိုက်မယ်အဲ့တော့ user ဘာမေးမေးဒီထဲမှာဝင်သွားလိမ့်မယ် user ကိုကျွန်တော်တို့မေးခွင့်ပြုလိုက်တယ်ပေါ့နော်ကျွန်တော်ဒီတိုင်းလေးရက်ကြည့်မယ် preview ပြန်လုပ်မယ် connect to admin သူ့ရဲ့စမ်းသပ်တာဖြစ်တဲ့အတွက်သူ့ရဲ့တဆင်ချင်းပြန်သွားနိုင်မယ် AI ကိုစမ်းသပ်ရန်ဟုတ်သူကနောက်ဆုံးဒီနောက်ဆုံးဟိုပဲသွားချိတ်တာနောက်ဆုံးပြောခဲ့တဲ့ဒီ website link လေးဆိုတာကိုသွားချိတ်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီ AI မှာဒီဒါလေးကြောင့်ဒါလေးကိုသွားချိတ်တာသွားချိတ်ပြီးတော့ဒီမှာ user input ထပ်ဖွင့်ပေးထားတဲ့အတွက်အစောနလို့မဟုတ်တော့ဘူးသူကဆက်မေးလို့ရသွားပြီနော်ဆက်မေးလို့ရပြီဆိုပေမဲ့ကျွန်တော်တို့ကအဲ့ဒီ Lex user input ပြီးသွားရင်ဘာလုပ်မှာလဲဆိုတဲ့ flow ကျွန်တော်တို့မရှိခဲ့ဘူးအဲ့တော့ user input ထည့်လိုက်တယ်ကျွန်တော်တို့ကဆက်မေးတယ်ဒါပေမဲ့အဲ့ဒီဆက်မေးတဲ့စာဒီဘယ်သူမှမပို့ပေးဘူး flow ထဲမှာလည်းမရှိဘူး AI ကိုလည်းဒီစာကိုသူကမပို့ပေးဘူးမပို့ပေးတဲ့အတွက်ဖြေမှာမဟုတ်ဘူးအဲ့တော့ဒီမှာအရေးကြီးတဲ့ share ကဒီမှာ input ထည့်တယ်ပြီးရင်ကျွန်တော်တို့က next step မှာ AI ကိုရွေးပေးရတယ်ဒီ AI ကိုအဲ့တော့မှသူကဒီနားမှာလဲသွားပြီးတော့သူ့အတူပြန်ရှိသွားမှာ logic ကကျွန်တော် save လုပ်လိုက်မယ်အဲ့တော့ AI ကိုကြည့်လိုက် AI response successful ဖြစ်သွားတယ်အစောနာကကျွန်တော်ပြောခဲ့တဲ့ AI ကိုစမ်းသပ်ရန်ဆိုတဲ့နေရာအထိကဒါကသူ့ရဲ့ပထမတစ်ကြောsuccessful ဖြစ်သွားပြီအဲ့ဒါကို successful ဖြစ်တယ်လို့သူက ယူဆတဲ့အတွက်ဒါ successful ဖြစ်တယ်လို့ဒီအဆင့်ကိုသွားပြီဒီအဆင့်မှာကျွန်တော်တို့က user ထပ်ထည့်တယ်ဒီမှာပါထည့်လိုက်လဲဆိုတော့ကျွန်တော်တို့က website link ဆိုတာလေးကို system ကသွားထည့်ပေးတယ်အဲ့ဒါကို user input ဖြစ်သွားတယ်နော် user input ဖြစ်သွားတော့သူကအဲ့ AI user input ကိုဖြည့်တယ်ဒီမှာ AI ဒီမှာဖြည့်တယ်ဖြည့်ပြီးတော့အဲ့တုန်းကကျွန်တော်တို့ကဒီ link မှာနောက်ထပ် another flow ဘာမှမရှိခဲ့ဘူးဘာမှမရှိခဲ့တဲ့အတွက်သူအမှရက်နေတယ် link ဖြည့်ပြီးသူရက်နေတယ်ကျွန်တော်တို့ဈေးလေးသိချင်ပါတယ်လို့မေးတဲ့ဟာကိုဆက်သွားကြနေရမရှိဘူးသူကရက်နေတယ်နော်ဘယ်လိုနောက်တခြားဘယ်လိုကြည့်လို့ရသေးလဲဆိုဒီမှာကျွန်တော်တို့ flow chat တွေနဲ့ကြည့်လို့ရတယ်ဟုတ်ပြီလားဒီမှာ user ဒီမြင်းလေးမပါသေးဘူးเนาะဒါအစနာကျွန်တော်တို့ flow shape လိုက်လို့ဒီမြင်းလေးပေါ့လားအဲ့တော့ तू ကဒီနားမှနေ तू ကရက်နေမှာရက်နေဘယ်ဆက်သွားမှာမသိဘူး okay မသိတော့ကျွန်တော်တို့ကဒီမှာ another flow ဆိုပြီးဒီ AI ကိုပြန်shape ပေးလိုက်တယ်နော် AI ကိုပြန်shape ပေးလိုက်တယ်အဲ့တော့မကြည့်လိုက်ကျွန်တော်တို့ဒါကို save လိုက်ပြီမချက်ကြည့်လိုက်မ last နောက်ဆုံးဝေးခဲ့တဲ့ဟာကို तू ပြန်ဖြေလိုက်မယ်ဒါဆို AI ကို shape ပြီးဆိုတာနဲ့ AI က last test ကို तू ပြန်ဖြေမှာဒါကတော့เนาะဒီမှာကျွန်တော်စိုင်းပြတာမလို့စာတွေအများကြီးကတဆင်ချင်းပြန်ထပ်နေရเนาะတကယ်လက်တွေ့သုံးတဲ့ခါကျတော့ဒီလိုတွေမထပ်တော့ဘူးပေါ့เนาะဘာလို့ customer ကလည်းဒီ flow တွေကိုသူ့ဝင်နေမှာဆိုတော့လေဒါစမ်းပြတာမလို့မျက်စိနဲ့ရှုံနေလိမ့်မယ်ပြန်ဝင်ဖြစ်နေလို့ဒီမှာအဲ့တော့ Lex input ဆိုတဲ့ဟာလေးကကျွန်တော်တို့ဒါတွေမစခင်ပမာလေဆိုတော့ဒီမှာဈေးလေးသိကျင်ပါတယ်ဆိုတဲ့အဖြေအဲ့ဒီအဖြေကိုအခုကျွန်တော်တို့ကဒီမှာဖြေပြီ
ဖြည့်ပြီးရပြင်ကျွန်တော်တို့က flow ရှိတ်ပြီးသွားပြီဒီလိုဖြည့်လိုက်တဲ့အတွက်ကျွန်တော်တို့ဘယ်ကိုရောက်သွားပြီလဲဆိုတော့ဒီ user input ကနေပြီးတော့ AIC ကိုပြန်ရောက်သွားပြီအဲ့ဒီ user input ကဒီထဲကိုပြန်ဝင်သွားပြီအဲ့အမှကျွန်တော်တို့ကအဲ့ဒီတစ်ချက်လေးလွဲနေကြတယ်ဗောနော်အဲ့ဒီ customer တွေတချို့ဆိုမရှိဘူးဒီကိုပဲရောက်နေဆိုအဲ့မှာအဲ့တော့မကြိတ်တာမေးလို့ရသွားပြီဒီမှာဆိုရင်ဒါဆိုရင်ဒါကျွန်တော် AI ကအလွယ်ရေးတာမလို့ပြန်ပြင်ရမယ်ဗောနော်တကယ်တော့ Vietnam ကbase ပါဆိုတော့ဒီမှာအဓိကရှင်းပြချင်တာကအဲ့တော့ AI ကိုပြန်ဝင်သွားပြီဒီကိုပြန်ရောက်သွားပြီအဲ့တော့ဒီကဆက်ဆက်ဖို့ဖြစ်တယ်ဆိုဒီကိုရောက်မယ်အဲ့လိုကြာမှာ customer စိတ်ကြိုက်မေးတာကိုကျွန်တော်တို့ကရနေမှာဟုတ်ပြီလား okay အဲ့ဒီမှာနောက်တစ်ဆင့်လာပြီဒီ AI field ကတော့ဒီမှာပေါ့နော် AI field ရင်ဒါထည့်မယ်ဒါကတော့လွယ်ပါတယ်နားလေတယ် okay အဲ့တော့ဒီမှာကျွန်တော်တို့ကဒီအဆင့်ကိုရောက်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒါကဒီလိုအမြဲလည်နေလို့အဆင်မပြေဘူးလေနော်တစ်ခုခုနဲ့လှမ်းဖမ်းထားမှရမယ်ဘယ်လိုဖမ်းမလဲဆိုတော့customer intent ပေါ့တကယ်လို့ဒီမှာကျွန်တော်တို့ကတခါတည်း customer သူ့ကိုဒီ instruction ထပ်ပေးခဲ့မယ် you are ဆိုတာဒီ agent ကိုပြောတာcivil for identifying customer intent ပါနော်ဒါကျွန်တော်တို့မှာတစ်ခါလေးပေးခဲ့မယ် okay ကျွန်တော်ဒီလိုပေးခဲ့ပြီပေါ့နော် response ပေးမယ်ကျွန်တော် save လိုက်မယ်ပြီးရင်ကျွန်တော်တို့ preview ထပ်ကြည့်မယ် okay နောက်ဆုံးအဆင့်ကိုသွားလိုက်မယ် connect ဒီမှာတော့သူက system ကိုပြန်ဆန်းတာဖြစ်တဲ့အစအနေပြန်ဝင်တာ input ကတော့အစကျွန်တော်ရှင်းပြသလိုဟုတ်ပုံသွားရှိမှာရန်အောင်စမ်းသက်ရန်တကယ်လို့အဲ့လိုမဖြစ်ရှင်ဘူးဆိုရင်ဒီဟို delete လုပ်လိုက်လို့ရတယ်ဒီဟာကိုလုံးဝဖြတ်လိုက်ပြီးသွားရင် page ကနေသွားပြီးကိုယ့်ရဲ့ကိုယ်ပိုင် page ပေါ့နော်ကိုစမ်းတာဆို page ကနေသွားပြီး messenger ကိုပြန်ဝင်လိုက်ရင်သူကဒီလိုအစအနေပြန်မလာတော့ဘူး next step ကိုအဲ့ဒီကိုမရှိဘူးကျွန်တော် note ပဲယူမယ်နော်ဒီမှာ action ထပ်ယူလို့ရတယ်နော် action နဲ့ဘယ်လိုယူမလဲပေါ့ဒါဆိုရင်tag တွဲမလားဒါမှမဟုတ်bot ကိုပိတ်လိုက်မလား box လုပ်လိုက်မယ် bot ကို okay နော်ပြီးရင်နောက်ထပ် action တစ်ခုထပ်ယူမယ်note ယူမလားပေါ့ notify admin ပေါ့နော်ဘယ်သူ့ကိုပေးမလဲပေါ့နော်ဒီမှာ admin တွေအများကြီးရှိတယ်ကျွန်တော်ပဲကျွန်တော်ပေးလိုက်မယ် okay လုပ်ပေးလို့မရokay ရပါပြီနော်သူကဘာမှမထည့်ထားလို့ okay ဆိုတော့ပြန်တစ်ချက်ဆန်းကြည့်လိုက်မယ်ဆန်းပြီး connect to admin ဟုတ်ပြီ AI ကိုစမ်းသပ်ရန်ဒါနောက်ဆုံး input ဒါနောက်ဆုံး input နော်ဒါလေးကနည်းနည်းလေးလဲကြတယ်ခင်ဗျအဲ့နားမှာလဲသွားကြတယ်မနောက်ဆုံး input ကို command ရနောက်ဆုံး input ကိုသွားယူတာ okay admin နဲ့ပြောမယ် okay ဒီမှာဆိုရင် trigger to admin ရှိကိုသူလွှဲပေးလိုက်တဲ့ flow ကျွန်တော်တို့ထပ်ထည့်ထားလိုက်ပြီအဲ့တော့အဲ့ဒီ admin ဆိုလွှဲတဲ့ flow ကဒီထဲကိုရောက်သွားမှာနားလည်မယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်